ဥတော်လေးလုပ်လိုက်ပါဦးဥတော်လေးဟုတ်တယ်ဟုတ်တယ်ဒီတမန်နဲ့ခွင်ကလေးထိုင်လိုက်ပါခြေထောက်ကလေးကိုလေဒီဘက်လိုလေဖះဒီလိုထိုင်လေမင်းကလေးဖွားဖွားထိုင်မင်းကလေးတွေထိုင်တယ်လို့ထိုင်ခြေထောက်ကလေးခွေပြီးထိုင်လိုက်ပါလှုပ်ပြလိုက်လေခြေထောက်ကလှုပ်ပေးလိုက်လေအေးဟုတ်တယ်အေးအဲ့လိုထိုင်ရမှာလေဟုတ်တယ်ဥရောလိုအဲ့လိုထိုင်လို့ရမှာတရုပ်ကလူငွေထက်မှလားတဲလူငွေထက်မှလားထက်မှရတယ်လေတေချာထက်နော်ဥတော်လည်းပါဆူတောင်းလိုက်ပါဘာဆူတောင်းပါလဲထိုင်ဟုတ်ပြီအေးဟုတ်တယ်ထိုင်ဆူတောင်းလိုက်ပါဘာဆူတောင်းပါလဲမိကွာကြောပြီးပြီလေဒီမှာကတော့မိကတော့